အားလုံးမင်္ဂလာပါ MD Chance ကနေကြိုဆိုပါရစေကျွန်တော်ဒီဗီဒီယိုမှာတော့ Gmail password ပြောင်းတဲ့နည်းလေးကိုပြပြပေးမှာဖြစ်ပါတယ် Gmail password ပြောင်းမယ်ဆိုရင်ပထမဆုံးလုပ်ရမှာကကို password ပြောင်းခြင်းတဲ့ account ကို computer သို့မဟုတ် phone ပေါ့နော် device တစ်ခုခုမှာsign in ဝင်ပေးထားမှာ login ဝင်ပေးထားမှာဖြစ်ပါတယ်ဒီ phone နဲ့ computer နဲ့ဒီမြင်ရတဲ့ပုံစံလေးတော့ကွာတယ်ဒါပေမဲ့လည်းနှစ်ရမယ့် cloud တွေကအတူတူပဲဖြစ်တဲ့ကြောင့်လို့ကျွန်တော်ဒီမှာနမူနာတစ်ခုပဲပြောပါမယ်ပထမဆုံး login ဝင်ထားပြီးပြီဆိုရင်ဒီ phone မှာဆိုရင်ဘယ်ဘက်အပေါ် down ပေါ့နော်ဒီ computer မှာဆိုတော့ညာဘက်အပေါ် down လေးမှာဒီလို profile ပုံလေးရှိပါတယ်အဲ့ဒါလေးတစ်ချက်နှိပ်ပေးလိုက်ပါနှိပ်ပြီးသွားပြီဆိုရင်သူအောက်ကပေါ်လာတဲ့ထဲမှာ manage your Google account ဆိုတာရှိပါတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်ပေးပါပြီးသွားရင်ဘယ်ဘက်ချက်မှာ home တို့ personal info တို့ရဲ့အောက်မှာဒီ security and sign in ဆိုတာရှိပါတယ်အဲ့ဒါလေးကိုနှိပ်ပေးလိုက်ပါပြီးသွားရင်အောက်ကိုလည်းဆွဲပြီးသွားပြီဆိုလို့ရှိရင်ဒီ two step verification ရဲ့အောက်မှာ password ဆိုတာရှိပါတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်ပေးပါနှိပ်ပေးလိုက်ပြီဆိုရင်အဲ့ဒီနေရာမှာကိုယ့်ရဲ့ password အဟောင်းကိုအရင်တခါလေးကြလို့ရှိရင်ဝင်ပေးဖို့လိုတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်လည်း password အဟောင်းကိုဝင်ပြီးတော့အတည်ပြုပေးလိုက်ပါနော်အဲ့လိုမျိုးအတည်ပြုပေးတခါလေးကြလို့ရှိရင်လည်းမလိုဘူးပေါ့မလိုဘူးဆိုလို့ဒီလိုမျိုးနေရာတန်းရောက်ရှင်လည်းရောက်လိမ့်မယ်ပေါ့နော်အဲ့တော့လိုရင်လည်းအတည်ပြုပေးမလိုရင်လည်းပဲအဲ့ဟာကိုကြော်လိုက်ပြီးသွားလို့ရှိရင်ကိုရိုက်ချင်တဲ့ password အသစ်ကိုဒီနေရာမှာရိုက်ပေးရမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင် password အသစ်ကိုအပေါ်အောင်နှစ်ကြိမ်ရိုက်ပေးပါပြီးသွားလို့ရှိရင် change password ကိုနှိပ်လိုက်ပါဟုတ်ပါပြီဒါဆိုလို့ရှိရင် password ပြောင်းတဲ့အဆင့်ပြီးသွားပါပြီဒါလေးကတော့ MD Chance အသုံးချနည်းပညာ channel လေးဖြစ်ပါတယ်ဒီ channel မှာဆိုရင်တော့ဖုန်းအသုံးပြုသူတွေကွန်ပျူတာအသုံးပြုသူတွေနဲ့ online ကဝင်ငွေရှာလိုသူတွေအတွက်အသုံးတည့်စေမဲ့ဗီဒီယိုလေးတွေကိုမျှဝေပေးထားပါတယ်ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါတယ်ပြီးသွားလို့ရှိရင်နောက်ထပ်ဗီဒီယိုအသစ်တင်တဲ့အခါမှာသိရှိနိုင်အောင်လို့ subscribe ခလုတ်လေးကိုနှိပ်ထားလိုက်ပါဗီဒီယိုအသစ်တင်တိုင်းအလွယ်တကူသိရှိနိုင်နေတယ်ဆိုလို့ရှိရင်တော့ဒီ subscribe အောက်ကခေါင်းလောင်းပုံစံလေးနဲ့ all ခလုတ်လေးကိုနှိပ်ထားပြီးတော့စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်